အခုလည်းကြည့်လေတရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်ပါဘူးရွေးကောက်ပွဲမအောင်မြင်ပါဘူးရွေးကောက်ပွဲလုံးလို့မရပါဘူးဘယ်နိုင်ငံတကာကလည်းအတိမတ်ပြုမှာမဟုတ်ပါဘူးဘယ်ပြည်သူမှလည်းပဲအတိမတ်ပြုမှာမဟုတ်ပါဘူးထောက်ခံပေါ့အဲ့ဒါတွေမလိုဘူးတကယ်တမ်းကြရင်အချိန်တန်နဘိန်ကန်သွားတာပဲအချိန်တန်နဘိန်ကန်သွားတာပဲအဲ့တော့တမိုင်းကိုသင်ခန်းစာယူပြီးတော့ပြင်ဆင်စရာရှိတာတွေပြင်ဆင်လုပ်စရာရှိတာတွေလုပ်ဖို့အင်မတန်မှလိုအပ်တယ်ဖဖုံးတို့ကဘေးထိုင်ဘူးပြောလို့ပဲရတယ်ဖဖုံးတို့ကဘေးထိုင်ဘူးပြောလို့ပဲရတဲ့အစိုးရလည်းမဟုတ်ဘူးဝန်ကြီးလည်းမဟုတ်ဘူးဘယ်အဖွဲ့အစည်းကမှလည်းမဟုတ်ဘူးဖဖုံးတို့ပြောတဲ့စကားကလည်းဘောင်လည်းမဝင်ဘူးဒါပေမဲ့ဘေးကနေပဲပြောလို့ရတယ်ဝေဖန်လို့ပဲရတယ်အဲ့တော့ဒီနိုင်ငံကြီးတိုးတက်ပြောင်းလဲသွားအောင်မင်းအောင်လိုက်ရွေးကောက်ပွဲကြီးမအောင်မြင်အောင်မဖြစ်မြောက်အောင်ဖဖုံးတို့ကလုံးလို့မရဘူးဖဖုံးတို့ကဘေးကနေပြောပြလို့ပဲရတယ်တာဝန်ယူထားတဲ့သူတွေကပဲဒါကိုလုပ်ရမှာအဲ့ဒါကိုတာဝန်ယူထားတဲ့သူတွေကအာဏာမသိမ်းစဉ်တုန်းကလည်းမသိမ်းနိုင်ပါဘူးဆိုပြီးပေါ့ပေါ့ဆဆနေခဲ့ကြတယ်တကယ်တမ်းအခုလိုတိုင်းပြည်ပျက်စီးတာဒီNLD ကြောက်ပဲတိုင်းပြည်ပျက်စီးတာNLD ကြောက်ပဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် YouTube channel မှာတွေ့ကြလိုက်ပါတယ်ကျွန်တော်တို့ channel ဟာဆိုရင်နေ့စဉ်နေ့တိုင်းနဲ့ပတ်သက်တဲ့တိုင်းတို့တဲ့ကောင်းတွေကိုတင်ဆက်ပေးနေရမှာကျွန်တော်ရဲ့ channel လေးကို like subscribe လုပ်ပေးပြီး like နဲ့ကြည့်အောင်ပြင်နေတဲ့ notification လေးကိုနေ့တိုင်းတောင်းဆိုချင်ပါတယ်ခင်ဗျာဒါဘဘကဘသူမှအပြစ်ပြောတာမဟုတ်ဘူးတကယ်တမ်းအာဏာသိမ်းမယ်တကယ်ပြောနေရတဲ့နဲ့သူတို့မှဘာမှကြိုတင်ပြင်ဆင်ထားတာတစ်ခုမှမရှိဘူးသိမ်းခြင်းအမှိုက်သိမ်းအာဏာသိမ်းလို့မရပါဘူးဒီခေတ်ကြီးထဲမှာဘသူမှအာဏာသိမ်းတော့ပါဘူးအာဏာသိမ်းတာတရားမဝင်ပါဘူးဟာရှောက်ပြောတယ်တကယ်လဲအာဏာသိမ်းတော့ဘာတတ်နိုင်လို့တော့အဲ့တော့ဘာမှကြိုတင်ပြင်ဆင်ထားတာမရှိဘူးတာဝန်ရှိတဲ့သူတွေကဖဖုံးတို့ကတာဝန်ယူထားတာလည်းမဟုတ်တဲ့အတွက်ကြောင့်တာဝန်လည်းမရှိဘူးဘာမှလည်းလုပ်လို့မရအောင်ဒါပေမဲ့ဘေးထိုင်ဘူးပြောလို့တော့ရတယ်အဲ့တော့အခုလည်းပဲတစ်ခါဘေးထိုင်ဘူးထပ်ပြောပါတယ်ရွေးကောက်ပဲတရားမျှတတမတတအောင်မြင်မအောင်မြင်ဖြစ်မဖြစ်အတိမပြုမပြုတကယ်ဖြစ်လာခဲ့ရင်ဘယ်သူမှဘာမှမတက်နိုင်ဘူးနော်တကယ်ဖြစ်လာခဲ့ရင်ဘယ်သူမှဘာမှမတက်နိုင်ဘူးနော်62ခုနှစ်တုန်းကဆိုရင်နေဝင်းဟာပါတီတစ်ခုတည်းပဲရွေးကောက်ပွဲလုပ်တာတကယ်ပြောရင်ဟာတာကြီးစရာကြီးပါတီတစ်ခုတည်းရွေးကောက်ပွဲလုပ်တယ်ရွေးကောက်ပွဲလုပ်တယ်ဆိုတာပါတီစုံလေဗျာအဲ့ဒါကိုနေဝင်းကပါတီတစ်ခုတည်းပဲရွေးကောက်ပွဲလုပ်တယ်ဒီပါတီတစ်ခုတည်းပဲနိုင်သွားတယ်ကြီးစရာဟာတာကြီးပေလောက်ထိုင်နေလိုက်အဲ့မှာနောက်ဆုံးတော့နေဝင်းဘာဖြစ်သွားလဲဝင်းကြီးချုပ်ဖြစ်သွားတာပဲတမရဖြစ်သွားတာပဲနေဝင်းဗိတိန်ကိုအိမ်ဦးနဲ့ကြမ်းပြေသွားနေတာလေလန်ဒန်ကိုသွားတယ်ဘီလက်ကိုသွားတယ်ပွေတယ်ရှုပ်တယ်ဘယ်နိုင်ငံတကာကနေဝင်းကိုအေးအေးယူလဲလို့လဲဟမ်နေဝင်းကိုအစိုးရဖြစ်အသိမှတ်ပြုခဲ့ရတာပဲမဟုတ်ဘူးလားဆက်ဆံခဲ့ရတာပဲမဟုတ်ဘူးလားအေးဒါကြောင့်ဘသူအသိမှတ်ပြုမပြုတရားမျှတမတတကယ်လောက်သွားရင်ငုတ်တုတ်ကြီးကြံနေခဲ့မှာပြောချင်တာကတတ်ဆိုင်တဲ့အဖွဲ့အစည်းတွေကတစ်နှစ်သုံးဘာပြီးရင်ဘာဆိုပြီးတော့ကြိုတင်ပြင်ဆင်ထားရမယ်ကြိုတင်မပြင်ဆင်ထားခဲ့လို့ဒီကနေ့အာဏာသိမ်းခံရတာအခုလည်းပဲမင်းအောင်လှိုင်က2025မှာထပ်ပြီးရွေးကောက်ပွဲလုပ်တော့မယ်အဲ့ဒါကိုပြည်သူကိုပဲတစ်ခါဂျင်းထက်ဒါတရားမမျှတာပါဘူးရွေးကောက်ပွဲဆိုတာစစ်ခွေးတွေကခွေးတိုးပေါက်ရှာတာပါထွက်ပေါက်ရှာတာပါပြ
ပြည်သူတိမှတ်မပြည့်ဘာမှလုပ်လို့မရပါဘူးဒီလိုပဲပြောပြီးနောက်ဆုံးတော့လေစစ်တပ်ကပဲနှစ်ပေါင်းများစွာအုပ်ချုပ်သွားတာပဲဘာကြိုတင်ပြင်ဆင်မှုမှလည်းမရှိဘူးနောက်ဆုံးတော့ပြည်သူတွေပဲခံရတာပဲနော်ပြည်သူကသူတို့မလုပ်တတ်လို့သူတို့အားကိုးတဲ့သူကိုပြည်သူတာဝန်တွေအကုန်လုံးလွှဲပြောင်းပေးထားတယ်ပြည်သူရဲ့ဆန္ဒအမဲတွေပြည်သူရဲ့ဘဝတွေအကုန်လုံးပေးထားတယ်ဗျာအဲ့ပြည်သူအာဏာကိုယူထားတဲ့ပါတီကပြည်သူရဲ့ဘဝတွေအသက်တွေသွေးတွေချွေးတွေကိုယူထားတဲ့ပါတီကဘာတာဝန်ယူဖို့တာဝန်ခံမှုမှမရှိဘူးဘာကြိုတင်ပြင်ဆင်မှုမှမရှိဘူးဆိုရင်ဒီပြည်သူတွေဒုက္ခရတော့ဒီတိုင်းပြည်ဒုက္ခရတွေအဲ့ဒီပါတီကြောင့်ပဲဖြစ်ရမယ်အဲ့ဒီနေရာယူထားတဲ့သူတွေကြောင့်ပဲဖြစ်ရမယ်ဒါကိုတော့ဘုံဘုံတို့ပြောပိုင်ခွင့်ရှိတယ်ဒါကြောင့်ဒီကနေ့လဲဘုံဘုံထပ်ပြောတယ်နော်မင်းအောင်လိုင်းတို့တကယ်ဒါရွေးကောက်ပွဲလှုပ်သွားလို့ဘာကြိုတင်ပြင်ဆင်မှုမှမရှိဘူးဆိုရင်တော့ငုတ်တုတ်ကြီးကြံခဲ့မှာပဲငုတ်တုတ်ကြီးကြံခဲ့မှာနောက်တစ်ခုထပ်ပြောမယ်အခုမင်းအောင်လိုင်းကိုအစိုးရလို့ပြောတာဘယ်သူမှမကြိုက်ဘူးနော်ဒါပေမဲ့အစိုးရယုံတွေကိုဘယ်သူသိမ်းထားတာလဲမင်းအောင်လိုင်းသိမ်းထားတာအစိုးရယုံတွေကဘယ်သူလက်ထဲမှာရှိတာလဲမင်းအောင်လိုင်းလက်ထဲမှာရှိဘုံဘုံမင်းအောင်လိုင်းကိုအစိုးရလို့မပြောဘူးနော်မြန်မာနိုင်ငံမှာအစိုးရယုံကတယုံပဲရှိတာအဲ့ဒီအစိုးရယုံကပြည်သူပိုင်နဲ့အစိုးရယုံတွေကတယုံပဲရှိတာအဲ့ဒီအစိုးရယုံတွေကိုဘယ်သူသိမ်းထားတာလဲသိမ်းတဲ့ကောင်ကအဲ့ဒါပိုင်တာပဲဗျဂျပန်သိမ်းဂျပန်ပိုင်မယ်အင်္ဂလိပ်သိမ်းအင်္ဂလိပ်ပိုင်မယ်ကရင်သိမ်းကရင်ပိုင်မယ်ကချင်သိမ်းကချင်ပိုင်မယ်ရခိုင်သိမ်းရခိုင်ပိုင်မယ်ဒါရှင်းရှင်းလေးပဲအစိုးရယုံကိုဘယ်သဘုံပဲသိမ်းတဲ့ကောင်ကတရားဝင်တယ်ဗျတရားဝင်တဲ့အလုပ်တွေအကုန်လုံးလုပ်ရတယ်ဗျဟမ်ဘာဖြစ်လို့ तू တရားဝင်တာလဲဘာကြောင့်တရားဝင်တဲ့အလုပ်တွေကို तू အကုန်လုံးလုပ်ရသိလားတရှိမြန်မာနိုင်ငံရဲ့အစိုးရယုံတွေကို तू သိမ်းထားလို့သူ့လက်ထဲမှာမြန်မာနိုင်ငံရဲ့အစိုးရယုံတွေရှိတယ်ရှိတော့ရုံးလုပ်ငန်းတွေအကုန်လုံးကို तू လုပ်လို့ရတယ်ကဲအဲ့ဒါမျိုးကရင်လုပ်လို့ရလားဟမ်အဲ့ဒါမျိုးရခိုင်လုပ်လို့ရလားကချင်လုပ်လို့ရလားအန်ယူဂျီလုပ်လို့ရလားမရဘူးရချင်ရင်အဲ့ဒီအစိုးရယုံတွေကိုတိမ့်ထားတဲ့မင်းအောင်လှိုင်ကိုနာအောင်တိုက်ဒါပဲနော်တရားဝင်ကျင်လားအစိုးရဖြစ်ကျင်လားအစိုးရယုံတွေကိုပိုင်ကျင်လားပိုင်ကျင်တယ်ရကျင်တယ်ဆိုရင်တိမ့်ထားတဲ့မင်းအောင်လှိုင်စီကပြန်ရောက်အောင်တိုက်အဲ့ဒါအမှန်တရားပဲအခုနိုင်ငံခြားသွားမဲ့သူတွေကိုစာရွက်စာတမ်းတွေထုတ်ပေးနေတာဘာသူထုတ်ပေးနေတာလဲမင်းအောင်လှိုင်သိမ်းထားတဲ့အစိုးရယုံကထုတ်ပေးနေတာနော်ပတ်စပို့တွေကိုဘာသူထုတ်ပေးနေတာလဲမင်းအောင်လှိုင်သိမ်းထားတဲ့အစိုးရယုံကသူတွေကထုတ်ပေးနေတာအဲ့တော့မင်းအောင်လှိုင်ကဆရာကြီးဖြစ်နေတာပေါ့နော်မင်းအောင်လှိုင်ကဆရာကြီးဖြစ်နေတာအဲ့ဒါမျိုးအန်ယူဂျီမထုတ်ပေးနိုင်ဘူးကရင်မထုတ်ပေးနိုင်ဘူးရခိုင်မထုတ်ပေးနိုင်ဘူးကချင်မထုတ်ပေးနိုင်ဘူးမင်းအောင်လှိုင်သိမ်းထားတဲ့မင်းအောင်လှိုင်အောက်ကအစိုးရယုံတွေကထုတ်ပေးနိုင်တယ်အဲ့တော့နောက်ဆုံးနိုင်ငံတကာကအစိုးရယုံရှိတဲ့သူနဲ့ပဲစကားပြောမှာအစိုးရယုံမရှိတဲ့ကောင်တွေမင်းမဘာကော်ကြီးဖြစ်ဖြစ်ဘယ်သူမှစကားမပြောဘူးသဘောပေါက်လားတမိုင်းကိုပြန်ကြည့်နေဝင်းအာဏာသိမ်းတယ်သူ့လက်ထဲမှာအစိုးရယုံနေရှိတယ်အစိုးရယုံရှိတဲ့ကောင်တွေနဲ့ပဲနိုင်ငံတကာကစကားပြောတာဘာဖြစ်လို့လဲအစိုးရယုံရှိတဲ့ကောင်တွေကလက်ရှိစီးတဲ့ဘောင်ထဲမှာရှိနေတယ်လေအစိုးရယုံမရှိတဲ့ကောင်တွေကစီးတဲ့ဘောင်ထဲမှာမရှိဘူးတပုံချင်းတူတာတော့မှအခုလက်ရှိမြန်မာနိုင်ငံမှာအကုန်တပုံကြီးပဲတပုံချင်းတူတာတော့မှ
အစိုးရယုံရှိတဲ့ကောင်ကတရားဝင်တဲ့သဘုံဗျသဘောပေါက်ကြရဲ့လားသဘုံကြီးတူတာတော်မှအစိုးရယုံရှိတဲ့ကောင်ကတရားဝင်တဲ့သဘုံဗျဟမ်ဘာဖြစ်လို့လဲသူ့မှာအစိုးရယုံကြည်ရှိနေတာကိုသူအစိုးရယုံကြည်ကိုတိမ့်နိုင်ထားတာကိုအဲ့တော့သူကသဘုံကြီးဖြစ်ချင်ရင်တူတော်မှထိုင်းကမြန်မာနိုင်ငံမှာသဘုံအဖွဲ့100ရှိတယ်ထားအဲ့ဒီအဖွဲ့100တဲကတန်တမာရေးကိစ္စတွေဘယ်သူနဲ့ပဲပြောမလဲအစိုးရယုံရှိတဲ့သဘုံနဲ့ပဲပြောလို့ရတယ်ကျန်တဲ့သူနဲ့ပြောလို့မရဘူးအခုဗြိတိန်အမေရိကန်ဥရောပသမဂ္ဂကုလသမဂ္ဂမြန်မာနိုင်ငံမှာသဘုံ100ရှိတယ်တကက်စကားပြောပြီဆိုဘယ်သူနဲ့ပဲပြောမလဲအစိုးရယုံရှိတဲ့သဘုံနဲ့ပဲပြောမှာဗျအစိုးရယုံမရှိတဲ့သဘုံနဲ့ဘယ်သူမှစကားမပြောဘူးအစိုးရယုံကအဓိကပဲတိုင်းပြည်တစ်ပြည်မှာအစိုးရယုံကအဓိကပဲအဲ့ဒီအစိုးရယုံကိုမင်းအွန်လိုင်းဆိုတဲ့စစ်တပ်သဘုံတွေကတိမ့်ထားတာမင်းအွန်လိုင်းဆိုတဲ့စစ်တပ်သဘုံတွေကတိမ့်ထားတာလက်ရှိသူတို့ရုံးလုပ်ငန်းရုပ်လို့စာရွက်စာတမ်းတွေအကုန်ထုတ်ပေးနိုင်တယ်သူတို့ကိုသွားပြီးတော့ short တွက်လို့မရဘူးအထင်သေးလို့မရဘူးသဘောပေါက်ကြရဲ့လားနောက်ဆုံးနိုင်ငံတကာကဒီအစိုးရယုံကိုတိမ့်ထားတဲ့သဘုံတွေနဲ့ပဲစကားပြောလို့ရတယ်အလုပ်လုပ်လို့ရတယ်နောက်ဆုံးကြာသွားရင်အစိုးရယုံမရှိတဲ့သဘုံတွေကပျောက်ရှင်းမလားပျောက်သွားတာဘာသူတို့မှာအစိုးရယုံမရှိဘူးလေအစိုးရယုံမရှိတော့ကြာလာတာနဲ့အမျှသူတို့ဟာလွတ်စင်သွားတယ်သူတို့မှာအလုံးမရှိဘူးလေအလုံးမရှိတော့လွတ်စင်သွားတယ်ဒါပဲဒါကြောင့်ကြိုတင်ပြင်ဆင်မှုဆိုတာလိုအပ်တယ်ပေါ့နော်ကြိုတင်ပြင်ဆင်ဖို့လိုအပ်တယ်နောက်တစ်ခုကမင်းအွန်လိုင်းလက်ထက်ကဖုန်းတို့ဒီအစိုးရရုံးတွေကိုပြန်သိမ်းပိုက်ဖို့လိုအပ်တယ်မင်းအွန်လိုင်းလက်ထက်ကဒီအစိုးရရုံးတွေကိုပြန်သိမ်းပိုက်နိုင်အောင်ကြိုးစားဖို့လည်းလိုအပ်တယ်ကြိုတင်ပြင်ဆင်မှုပလန်တွေပေါ့1 2 3ငါတို့ဘာလုပ်မယ်ဆိုတဲ့ပလန်တွေရှိရတယ်အခုကဘာပလန်မှမရှိကြဘူးပေါ့နော်နောက်တစ်ခုကဟောလီမှာဈေးထွက်ဝယ်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်2 ယောက်ပြစ်ဒဏ်ခံရပြီးသေဆုံးသွားတယ်တပ်ရင်းမှုနဲ့ဒုတပ်ရင်းမှုအဆင့်အပါဝင်3 ယောက်ကဒဏ်ရာအပြင်းထန်ရသွားတယ်ဒါဟောလီမှာပေါ့နော်နောက်တစ်ခုက NCA လမ်းစဉ်ကိုပြန်သွားမဲ့ဗိုလ်မှူးကြီးခွန်ဥက္ကာနဲ့အတွင်းရေးမှူး2 ဦးကို PNLO ကယာတုကနေထုတ်ပယ်လိုက်တယ်ဟော NCA လမ်းကြောင်းတိုင်းပြန်သွားမယ်ဆိုပြီးတော့လုပ်နေတဲ့ဗိုလ်မှူးကြီးခွန်ဥက္ကာအဲ့ဒီဗိုလ်မှူးကြီးခွန်ဥက္ကာကို PNLO အဖွဲ့ကနေပြီးတော့ဒီကနေ့ထုတ်ပယ်လိုက်တယ်ပေါ့ဗျာနောက်ဖတ်အန်ကော့ကရိတ်လမ်းပိုင်းမှာရှိတဲ့စစ်ခွေးတွေနဲ့ DKBA ဗိုလ်ဘိအဖွဲ့ကပူးပေါင်းပြီးတော့ဂိတ်ချထားတယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောသလိုပဲဗျနော်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောသလိုပဲတော်တော်280ပဲတိုက်280ပဲတိုက်စစ်တပ်နဲ့လက်ဝဲချင်းရပြီးတော့စီးပွားရှာစားနေတာနှစ်တည်တာကြာလာတာတိုက်တာမှမဟုတ်တာဗျစီးပွားရှာစားနေကြတာလေအခုပအို့လည်းပဲဒါစီးပွားရှာစားတာပဲရှမ်းလည်းစီးပွားရှာစားတာပဲရှမ်း2 ဖွဲ့တော်တော်ရှုပ်တယ်နော်လူရှုပ်တယ်လို့ပြောရင်အဲ့ဒီရှမ်းပဲလူရှုပ်တယ်လို့ပြောရင်ပအို့
လူရှုပ်တွေလို့ပြောရင်ကရင်ရဲ့ရှမ်းရဲ့ပို့အိုးရဲ့အဲ့ဒီသုံးဘက်ကတကယ်လူရှုပ်တွေရှင်းလို့မရအောင်ရှုပ်တယ်နော်ရှင်းလို့မရအောင်ရှုပ်တယ်လူရှုပ်တွေပေါ့နော်မြန်မာနိုင်ငံကိုတော်လှန်ရေးလှုပ်လာတာကြာလှပြီပေါ့နော်တိုက်မှမတိုက်တာစစ်တပ်နဲ့လက်ဝချင်းရပြီးတော့ဂိတ်တွေဖွင့်အခွန်တွေကောက်စားဂိတ်တွေဖွင့်ပြီးခွန်ကောက်စားတော့ဘသူထိခိုက်နစ်နာတယ်ဆိုပြည်သူတွေထိခိုက်နစ်နာတာပေါ့နော်ပြည်သူတွေထိခိုက်နစ်နာတာပေါ့အဲ့တော့ပအိုးလူရှုပ်ဒါဖမိုးကတိုင်းရင်းသားတွေကိုပြောတာမဟုတ်ဘူးနော်နိုင်ငံရေးသမားတွေကိုပြောတာပအိုးနိုင်ငံရေးသမားတွေလူရှုပ်ကရင်နိုင်ငံရေးသမားတွေလူရှုပ်ရှမ်းနိုင်ငံရေးသမားတွေလူရှုပ်နိုင်ငံရေးသမားတွေထည့်ပြောရမှာပေါ့နော်လူရှုပ်တွေတကယ်လူရှုပ်တွေချီတုပ်တွေနောက်တစ်ခုကခရိုင်းမီးယားမှာရှိတဲ့ရုရှားနိုင်ငံရဲ့အကြီးဆုံးရေနံတူလောင်ကန်ကြီးတွေကိုယူကရိန်းကဒုံးကျည်နဲ့ပစ်ခဲ့တယ်။ဟောတကယ်ရှယ်သတင်းကြီးနော်ခရိုင်းမီးယားမှာရှိတဲ့ရုရှားရဲ့အကြီးဆုံးရေနံတူလောင်ကန်ကြီးတွေအဲ့ဒါကိုဖုံနောက်တရက် special ပြောမယ်ပေါ့နော်ဟိုတနေ့ကဖုံပြောခဲ့တဲ့မိဘပြည်သူတွေမှတ်မိသလားမသိဘူးအစ္စရေးနဲ့အမေရိကန်ကသူများကိုတတ်ဖို့လက်နက်အစမ်းပြားတွေလည်းသူတို့မှာရှိတယ်သူများနိုင်ငံကပြစ်တဲ့လက်နက်တွေကိုလည်းသူတို့ကာကွယ်နိုင်တယ်ဟောအမေရိကန်နဲ့အစ္စရေးကတာမန်နိုင်ငံမဟုတ်ဘူးတကယ်ကိုကောင်းတဲ့နိုင်ငံတွေသူများကိုလည်းသူတို့ပြစ်နိုင်တဲ့လက်နက်အစမ်းပြားတွေသူတို့မှာရှိသလိုသူများပြစ်တဲ့လက်နက်တွေကိုလည်းသူတို့ကာကွယ်နိုင်တယ်အဲ့ဒါကဗဇက်နဲ့မဟုတ်ဘူး2023ခုနှစ်အောက်တိုဘာလ17ရက်နေ့မှာဂါဇာကမ်းမြောင်ကနေပြီးတော့ဟာမတ်တွေက အစ္စရေးကိုဒုံးကျည်ပေါင်းအလုံးပေါင်း1000ကျော်နဲ့ပစ်ခတ်ခဲ့တယ်အစ္စရေးနိုင်ငံတွေကိုတလုံးမှမကြောက်အကုန်လုံးလေပေါ်မှာတင်ပစ်ခွင်းနိုင်ခဲ့တယ်အစ္စရေးရဲ့ဒုံးခွင်းစနစ်ဘယ်လောက်ကောင်းလဲအဲ့ဒါကိုဖုံတို့ Iron Man လို့ခေါ်တယ်နောက် Arrow 3လို့ခေါ်တယ်နောက်တစ်ခုကဘုံတို့အောက်တိုဘာလ1ရက်နေ့တုန်းကအီရန်နိုင်ငံက16တန်အလေးချိန်ရှိတယ်ထိပ်ဘူးတင်ကိုအလေးချိန်တရံရှိတယ်အရှည်ကပေ40နေပါရှိတယ်တနာရီကိုမိုင်3000နဲ့100နှုန်းလှင်လင်းမြန်မြန်ရောက်တယ်ဒုံးကျည်ပေါင်း180ကျော်နဲ့အစ္စရေးကိုပစ်တာအီရန်ကဒုံးကျည်တစ်လုံးကိုပေ40နီးပါးရှိတယ်နော်အဲ့လိုဒုံးကျည်ပေါင်း180ကျော်နဲ့အီရန်ကအစ္စရေးကိုပစ်တာတစ်လုံးမှမြေပေါ်မကျဘူးအဲ့ဒီအီရန်ပစ်လိုက်တဲ့ဒုံးကျည်တွေကိုအစ္စရေးက Arrow 3ဆိုတဲ့ဒုံးခွင်းလက်နက်နဲ့ပစ်ချနိုင်ခဲ့တယ်ပြောချင်တာကအစ္စရေးတို့အမေရိကန်တို့ကိုဘယ်နိုင်ငံကမှဒုံးကျည်နဲ့ပစ်လို့မရဘူးကာကွယ်နိုင်တယ်အခုတရုတ်တို့မြောက်ကိုရီးယားတို့အိန္ဒိယတို့အီရန်တို့ရုရှားတို့ကစစ်လက်နက်တွေကောင်းတာတော့မှန်တယ်သူများကိုပြစ်ဖို့ပဲသူတို့မှလက်နက်ကောင်းကောင်းရှိတာသူတို့နိုင်ငံတွေကိုသူများကပြစ်လိုက်မကာကွယ်နိုင်ဘူးအခုကြည့်လေရုရှားနိုင်ငံခရိုင်းမီးယားဒေသမှာရုရှားနိုင်ငံရဲ့အကြီးဆုံးရေနံတူလောင်ကန်ကြီးတွေရှိတယ်အဲ့ဒီအကြီးဆုံးရေနံတူလောင်ကန်ကြီးတွေကိုတကယ်သာဆိုရင်အမေရိကန်တို့လိုအစ္စရေးတို့လိုဒုံးခွင်းလက်နက်တွေနဲ့ကာကွယ်ထားနိုင်ရမှာအမေရိကန်ကပဲပြစ်ပြစ်ယူကရိန်းကပဲပြစ်ပြစ်ကြိုက်တဲ့နိုင်ငံကပြစ်ပြစ်ဒီရေနံတူလောင်ကန်ကြီးတွေကို
ဘယ်လိုဒုံးကျည်မျိုးနဲ့ပဲပြစ်ရုရှားကဖြတ်ချနိုင်ရမယ်ကာကွယ်နိုင်ရမယ်ဒါပေမဲ့ तू မကာကွယ်နိုင်ဘူးလေဟောဒါကြောင့်ရုရှားကအထင်ကြီးစရာသိမရှိဘူးသူ့မှာသူများကိုပြစ်เสียလက်နက်ပဲရှိတယ်သူများပြစ်ရင် तू ကာကွယ်နိုင်တဲ့လက်နက်သူ့မှာမရှိဘူးဒါတတ်သေးပဲနော်အဲ့တော့